တစ်ပင်စိုက်ဖို့အကောင်းဆုံးအချိန်ကလွန်ခဲ့တဲ့အနှစ်20ကပါဒါပေမဲ့ဒုတိယမြောက်အကောင်းဆုံးအချိန်ကတော့အခုပါအဲ့တော့လွန်ခဲ့တဲ့နှစ်20တုန်းကတစ်ပင်မစိုက်ရလို့စိတ်ညစ်မနေပါနဲ့ဒုတိယအကောင်းဆုံးအချိန်ဒီအခုအချိန်ဖြစ်ပါတယ်ကြောင့်မို့ကျွန်တော်အခုချိန်စိုက်ဖို့လိုပါတယ်အဲ့တော့ကျွန်တော်အခုရင်းနှီးမြှုပ်နှံမှုတွေအကြောင်း stock investment တွေအကြောင်းတွေပြောတဲ့အခါမှာတချို့လူတွေကရှန်ညံရေးကျွန်တော်တို့နောက်ကျသွားပြီလားမသိဘူးเนาะငွေကြေးရင်းနှီးမြှုပ်နှံမှုတွေလောက်တာနောက်ကျသွားပြီလားမသိဘူးငွေတွေစုတာနောက်ကျသွားပြီလားမသိဘူးကိုတက်ကျွမ်းမှုတွေလောက်တာနောက်ကျသွားပြီလားမသိဘူးတင်နန်းတွေတက်တာနောက်ကျသွားပြီလားမသိဘူးစီးပွားရေးအကြောင်းလေ့လာတာနောက်ကျသွားပြီလားမသိဘူးကျန်းမာရေးနဲ့ပတ်သက်ပြီးတော့မှနောက်ကျသွားပြီလားမသိဘူးဆိုပြီးတော့ဒုလောမေးတာရှိပါတယ်တကယ်တမ်းကျတော့အကောင်းဆုံးချိန်ကတော့မနေ့တုန်းကဖြစ်လိမ့်မယ်ဒါပေမဲ့ဒုတိယအကောင်းဆုံးချိန်ဒီနေ့ဖြစ်ပါတယ်။ကြောင့်မို့ဒီနေ့ကစပြီးတော့မှကျွန်တော်ဘာလုပ်ဖို့လိုလဲဆိုတော့ကိုယ့်ရဲ့ငွေကြေးတွေကိုစီမံခန့်ခွဲဖို့လိုပြီးငွေတွေပိုတိုးရှာဖို့လိုပြီးရှာလို့ရထားတဲ့ငွေတွေကို emergency fund တိစောင့်ပြီးတော့မှရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့လိုပြီးပြောရမယ်ဆိုလို့ရှိရင်တော့နောက်ကျတယ်ဆိုတာမရှိသေးဘူးလို့ကျွန်တော်တို့ကပြောတာပါ။အဲ့လူတော်များများဟာအရင်တော့ငါမလုပ်ခဲ့ရဘူးကွာအခုလုပ်နေလဲလကားပဲအခုလုံနေလဲအပေါ်ပါပဲကွာနောက်ကျသွားပြီဆိုပြီးတော့မှမလုတ်ဖြစ်တော့တာမျိုးတွေကျွန်တော်တို့ရှိတယ်အဲ့ဒီခံယူချက်နဲ့ဘယ်တော့မှမနေပါနဲ့ကျွန်တော်ဆိုလို့ရှိရင်လည်းဒီတိုင်းပဲเนาะအကောင်းဆုံးလုပ်လို့ရတဲ့ချိန်ကဟိုးလွန်ခဲ့တဲ့10နှစ်ကဖြစ်လိမ့်မယ်ဒါပေမဲ့ဒုတိယမြောက်အကောင်းဆုံးချိန်ကအခုချိန်ပဲအခုထလုပ်ရုံပဲတခုတွေးလိုက်နိုင်မယ်လို့ထင်ပါတယ်ဒီဗီဒီယိုဆုံးဖြတ်ကြည့်ပြီးတော့လေကျေးဇူးတင်ပါတယ်ကိုပါတွေးလိုက်နိုင်လဲဆိုတော့ comment မှာရေးလို့ရေးပေးပါအောင်ကျွန်တော်တို့ကိုညံလေးအောင်ပါမြန်ကရှိသောနေ့လေးဖြစ်ပါစေ